day ဘယ်လောက်လဲမသိဘူး day 2 or 3 I don't know ဒါတော့ breakfast sushi ရော salad ရောဒါတော့ breakfast hotel အကျွေးရဝိုင်းထဲနားလဲချင်မမကောင်းတဲ့အချိန်ဆိုကြောက်ထဲလားကြောက်ထဲနေကောင်းတယ်ကြောက်ထဲနေတယောက်ရှင်ပူကောင်းတာမဟုတ်လားအိမ်မှာစောင့်နေကြရမကောင်းလေကြောက်ထဲနေပူကောင်းတယ်မကောင်းပဲပဲသွားမှာစီယုံသွားကျူးစုပဲပန်ဒါလေးကြည့်ဖို့သွားနေရပန်ဒါလေးတွေကတော့မိုးအေးအေးနဲ့အိတ်နေတော့ပြီရပန်ဒါရေးလာတော့ပန်ဒါကြီးလာပြီနော်ချစ်စရာကြီးဝါထိုင်ကြိုက်နေရ你光跟我打架是来是哪里啊天公表我们是搞哪些嘛拿着这个哎的我先大爷个，我先大爷个，这是吗？哇，这下刚来着，他厉害不老了，他厉害不老了，东西是厉害。那个有一点小，那当着不呢？我来没买。我养这个，哎，都哎养不住嘞。他就那我玻璃呢？哎，你来吃啥这不刚来着？要查苗比你着。နှုတ်ကဲလေးတွေသားပြားလေးတွေဒါအမီးကျွေးတာမွေးရွာနေကိုကဒီတို့ Lizzy Bus Station ဟိုတိုက်ထဲကိုရထားဝင်သွားတဲ့နေရာပြန်ရောက်နေပါတယ်ရထားလာပြီ好啦，这个。睇近冇睇。笨是女的。ဒီနေ့ညကတော့နောက်ထပ် photo shooting တစ်ခုလိုက်ပို့မလို့ဖြစ်ပါတယ်။ Okay。နေရပါဒီလိုတက်မှာ။ဟိုတက်ဖို့ကတယောက်ကို68 yuan ပေးရတယ်နော်။ဓာတ်ပုံရိုက်မဲ့သူတွေကရွာ400လားမသိဘူး။ဒီမှာပါ400ကျော်လားမသိဘူး။တွေ့လောင်းဆွဲမဲ့သူတွေပေါ့နော်။ဒီလေးမှာနောက်တော့လေးချုံချင်းမျိုးလာကို59လောအနေဗီဒီယိုလေးနော်ကျွမ်းတရားပေးပြီးကြည့်မှာပေါ့နော်။ဒါတော့ဦးလိုက်对，看橙子，像打我肚子，像打我肚子，看我樱桃来的，看橙子，看橙子，来，手指拿枪这样子，前面，进去，知道，那边找到人，自己发挥，录个到，အေးလိုက်တာရမ်းပဲဒါပေမဲ့အခုထိတော့59လွားအနေမစင်ရသေးဘူးဒီသူတို့စောက်ပေးနေတာပါနော်ဒါကတော့59လွားနဲ့မြင်ရတဲ့ view ပဲဖြစ်ပါတယ်အောက်မှာတော့ချုံချင်းရဲ့နာမည်ကြီးတရားတွေနီးထွန်းတဲ့တရားတွေပေါ့နော်ဝါ view ရမိုက်တယ်ဟိုကနောက်ဆုံးည
ခွင့်ရတော့ ညဖြစ်ပါတယ်မပြန်ရင်သေးဘူး3ညမှာ3ညလုံးဒီလိုဒီလိုရောက်တယ် ချုံချင်းကိုရမ်းကြိုက်သွား ဟုတ်တယ်အရင်ကြိုက်သွား ဆရာကြီးကလည်း ဆက်တလွားရှိရယ်ဝေးတော့ဝေးဝဲပြီးနေရမှစင်ကြည့်ရ သူကတော့နောက်ဆုံးညခွင့်ရတောင်လာတာပဲဖြစ်ပါတယ်ဒီလွာကြီးကသူကဒီ cave ကကြတော့နန်းရမှာကတ်ထားတယ်လို့မျိုးပေါ့နော်ဟိုဘက်ကနေဆိုလို့ရှိရင်ဟိုဘက်ကနေလမ်းပေါ်ကိုဆင်းလိုက်လို့ရှိရင်17လွာကိုတန်းရောက်တယ်ပေါ့နော်17လွာကိုတန်းရောက်အဲ့အထက်မှာဈေးဆိုင်တွေရှိတယ်အဲ့တော့အဲ့ရနေပြီးတော့ sorry အဲ့နေပြီးတော့လမ်းလျှောက်ပြီးတော့ဆင်းမရပါလို့လဲဆိုတော့တက်လစ်ကလည်းအများတန်းလူတွေပြည့်နေတော့စောင့်ရင်အကြာကြီးစောင့်ရပါပေါ့နော်အဲ့ကနေလမ်းလျှောက်ပြီးဆင်းရတာများတော့အပြင်အဲ့ဒါကြောင့်တကယ်လို့လာကျင်တယ်ဆိုလို့ရှိရင်ဒီကားကိုဒီရှစ်တက်တက်ကိုပို့ခိုင်းပေါ့နော်အဲ့ဒါမှပို့အဆင်ပြေတယ်ဒီထက်ကကြတော့သူအပေါ်ကနေဆင်းတာကြတော့အရင်ဘယ်လိုပြောရမလဲပင်မန်းနဲ့ညောင်းတယ်ပေါ့နော်အမေကိုကဆင်းကျင်တယ်ဆိုလို့ရှိရင်တော့အဲ့ပေါ်ကနေဆင်းလာလို့လည်းရပါတယ်ပြီးတော့သူက7 နာရီပြီးပိတ်မှာဆိုတော့တပုံရိုက်လိုက်ဦးမယ်ဘိုင်သူက7 နာရီဆိုတော့ပြီးပိတ်သွားပါပြီပြီးပိတ်သွားမလှတော့လာကွန်ဆရာခေါ်တဲ့နောက်ကိုပဲလိုက်သွားတယ်အမေဟုတ်ပေါ့စားမယ်လေဆိုလမ်းနေလျှောက်ခိုင်းတာသူကအာနေအဲ့နောက်ကိုလိုက်သွားကြရမှာလိုက်သွားတဲ့သူတွေက15မိနစ်လောက်ရှိနေရုပ်ချောလို့သာသိခံနေတာ6လောက်တူတော်တော်ညောင်းနေဟုတ်ပေါ့တော့စားအာဝယ်မရ So sweet, like so sweet, like the sugar. No, it's the not tomato. No, it's not tomato. It's very sweet. Is it called 香锅锅过来，香锅锅我都受不了。小弟弟，小弟弟，弟弟，弟弟，小弟弟。အခု香锅锅မဟုတ်တဲ့小弟弟ခေါ်လာပြီးရဲ့ဆိုင်ဟောပေါ်ဆိုင်ရမယ်ဆိုင်ရဘယ်ကနေဝင်သွားပြီးဘယ်ကနေထွက်လာလဲအောင်မသိဘူးပါတယ်ဒီဆိုင်ပိတ်သွားရဲ့对，စစ်聊在哪边哈？我问了第三样。OK。八个人用这些个坐在下。是 OK。Finally。多謝တော့မရှိစားလိုက်ပါဒီနေ့တော့ဒီလောက်ပါပဲရှင်မနေ့ကကြမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာ